ဝက်ချိုချက်လေးချက်ထားတယ်သမီးကြိုက်ဆုံးဟင်းလေရုံမတော်ခင်လေနည်းနည်းလောက်စားသွားပါလား စားချင်ဦးမေอ่ะ စားလိုက်ပါသမီးရဲ့သမီးပိုက်စာနေမှာစိုးလို့ပါ မေဘာဖြစ်နေရလဲသမီးမစားဘူးလို့ပြောနေရတယ်ဘာလို့ဆိုနေလောက်နေရသမီးဒီမှာလောက်ကဆိုင်နဲ့ရှုပ်နေအမေမမြင်ဘူးလား သမီးပိုက်စာနေမှာစိုးလို့ပါရုံသွားတဲ့ခါနည်းနည်းလေးစားသွားဖို့ပြောတာပါအမေထမင်းကြိုင်လေအမေထက်ထားပေးလေ ဟာမေလာမရှိနဲ့သမီးဘာဒီတဲ့ပိုးအေးကြောက်တာသိလားချီးပဲကွာလောက်တော့ကနေညာကုသိုလ်ပေးရ မင်းရတယ်ဘာဖြစ်နေရလဲမသိဘူးငါ့ကိုအားရများထင်နေရလားချိန်လုံးဖုံးဆက်နေရပဲ ဟယ်လိုဟယ်လို ဟယ်လိုဒီဖုန်းဆော့ကလည်းအားကုန်သွားပြန်ပြီညတညာလုံးတွင်းထားအောင်မနေ့လည်းဆိုအားအကုန်ပြီဒီမောင်အမေရောဘာဖြစ်နေရလဲကျွန်တော်လှုပ်ရှုပ်နေလိုက်ကန်ဆိုးကုန်မသိဘူးနေရောဟာဖုန်းအောင်နောက်မှပဲတွင်းတော့ညနေပြီးရမယ့်အလုပ်တွေရှိပြီးပြီးအောင်လုပ်ပြီးတော့မေထပါအောင်မေရဲ့မေအမေခေါ်နေရကြလားသမီးကိုမတားခဲ့ပါနဲ့မေသမီးတောင်းမရဲ့မေသမီးမတော့အမေကြည့်ရတဲ့မေသမီးစားမယ်လေမေနိုးမေသမီးလည်းနေပါနေပါမမေမေသမီးကိုမတားခဲ့ပါနဲ့မေသမီးတောင်းပါကိုနေလို့ဝင်လာပဲ3ရင်းနဲ့မကရှိနေဘာမှတော့မကြောက်နေလို့ထားတဲ့ presentation ကလည်းစုပ်ပြတ်တက်နေတာပဲငါအဲ့တော့ဘလို့လို့ client ကိုပြရမှာလဲနေမှာတိစိတ်ရှိသေးရင်ကိုချက်ချင်းလောက်ကိုလာပြီးအစ်စ်ကနေအစပြန်လို့ဒီညနေချက်ချင်းလို့ရမြင်လာခဲ့ပြုတ်စော်နိုင်နေတဲ့ဟာမမေဒီတော့ဆိုတာတကယ်မဟုတ်ဘူးငါအိမ်မက်နေရတာလှုပ်ရှုပ်ရတယ်အိမ်မက်ဆိုတာလာမဲ့စိတ်တူတယ်ဒီကောင်ကမင်းကခွဲပြီးလိုက်တယ်မဟုတ်လားဘာတရားမှလည်းမရှိဘူး သမီးရဲ့အမေဝက်ချိုလေးချက်ထားတယ်သမီးကြိုက်ဆုံးဟင်းလေရုံမတော်ခင်လေနည်းနည်းလောက်စားသွားပါလား မေမနေ့ကတော့ဝက်တိုင်းချက်သေးလား မချက်ဘူးလေသမီးရဲ့ဒီနေ့မနက်မှအသားလေးကောင်းတာတွေ့လို့ငါသမီးလည်းကြိုက်တယ်ဆိုလို့မေဝယ်လာတာနည်းနည်းစားသွားအောင် ဘာလို့အိမ်မက်ဒီလောက်တော့လာပြင်းနေရလဲအိမ်မက်ကအတိပေးနေရတာဒီပကနေခွဲပဲနေရအောင် ဒီကောင်မလေးတယောက်တည်းပွားစီနဲ့ဘာပြောနေတာလဲထမင်းစားဖို့လည်းလုပ်ဦးလေအမေထမင်းဆိုင်ကြီးလည်းပြင်ထားသေးတယ် တမီးမစားတော့ဘူးမေတမီးအလောက်ကအရေးကြီးကိစ္စသွားစရာရှိလို့လေအရင်သားလိုက်မယ်နော်ကြံလိုက်စားမယ်နော်မေ ဟဲ့ဂယုဆိုင်လည်းသွားအောင်သမီးရဲ့